မနေ့ကလာစားထုတ်ပြီးဒီနေ့တရေခွင့်မှန်ကျန်တဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ဝါဆိုမှလည်းကဲပြီးသွားပြီဆိုတော့လက်ထဲမှာပတ်စံတော်ပြက်နေလောက်ပြီဒါဆိုရင်တော့ဒီကိတ်မှုလေးကတော့ရှင်တို့အတွက်ဖြစ်လိမ့်မယ်နော်ပြက်တုံးလက်တုံး2ရက်နေဖြစ်သွားလိမ့်မယ်အခုလုံးနေတဲ့ဒီကိတ်မပီစီလေးကဘယ်ကိတ်မှာသုံးလဲဆိုတာကိုအဆုံးထိကြည့်နော်ကိတ်မှုလေးကတော့ customer လေးရောတဲစုရောမြင်တဲ့သူတွေရောအရန်ကမှတပေါ်ကြပါတယ်ဖေဖေအတွက်မှားထားတဲ့ကိတ်မှုလေးဆိုတော့ဘာကိတ်ဒီဇိုင်းထွက်လာမလဲဆိုတာကိုလည်းအဆုံးထိကြည့်ပေးအောင်နော်ဒါလေးကအရန်ကမှလည်းချစ်ဖို့ကောင်းတဲ့ဖေဖေအတွက်အရန်ကမှမှားတင်တော့ပါပဲဒါလေးကတော့ customer လေးကပို့ပြီးရတဲ့ချက်ချင်းပေါ့နော်လှလိုက်တာတပေါ်ကြလိုက်တာဆိုပြီးတော့တဲစုကိုပြန်ပြောထားပဲဖြစ်ပါတဲစုအိမ်အောင်မရောက်သေးဘူးဖုန်းဖွင့်ကြည့်တဲ့အခါမှာပေါ့နော်အရန်ကမှလည်းတီးဖြစ်ရတယ်ပြောတဲ့ပြောရတယ်ပေါ့နော်ဒီထက်တဲ့ပို့ပြီးတော့လှအောင်ကြိုးစားတော့ပါမယ်ရှင်ဖေဖေတွေကဆိုလို့ရှိရင်ကွန်းစားတက်ကြတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့အဖေကကွန်းစားတက်တယ်ဆိုလို့ရှိရင်အခုလိုမျိုးကိတ်မှုလေးကဖေဖေအတွက်အရန်ကမှတင်တော့ပါတယ်ဖေဖေလည်းဒါလေးကိုကြည့်ပြီးတော့တဘောကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ကိတ်မှုလေးကတော့ရှစ်လက်မကိတ်ဆိုင်ဖြစ်ပြီးတော့အထဲမှာကငွေသားလေးထည့်ထားပေးတယ်ပေါ့နော်ငွေသားလေးထည့်ထားတဲ့ခါကျတော့တဲ့စုကဒီကွန်းအိုးတွေရောကွန်းရွက်တွေရောပေါ့နော်အလုံးကိုတတိချာလေးကိုမှစနစ်တကျပေါ့နော်နေရာတကျဖြစ်အောင်တတိချာလှုပ်ထားပေးပါတယ်ရှင်တဘောကြပြီးအတွက်ကျေးဇူးတင်ပါတယ်ပထမဦးဆုံးအမှားအနေနဲ့ပေါ့နော်အရန်ကမှလည်းပြောရပါတယ်ရှင်ကွန်တီလေးတွေဆိုလို့ရှိရင်တစုကဒီအစ်စ်မဟုတ်ဘူးပေါ့နော်ဒါလေးကခွင်နဲ့တစ်ခုချင်းစီကိုတေချာရေးဆွဲထားပါတယ်တော်တော်များတော့ကွန်တီဆိုလို့ရှိရင်အစ်စ်ကိုပဲသုံးကြတယ်ပေါ့နော်ပို့ပြီးတော့လဲကြွပြီးတော့လှတယ်ဆိုတော့လေတစုကတော့ဒီမှာဆိုလို့ရှိရင်ခွင်လေးနဲ့ပဲဆွဲထားပေးပါတယ်ရှင်အခုလိုမျိုးချစ်ဖို့ကောင်းတဲ့ကိမွန်လှလှတွေကိုမှာယူအပ်ပေးခြင်းနဲ့ဆိုလို့ရှိရင်တော့စီဗီမှာလာပြီးတော့2ရက်မှာလို့ရတယ်ပေါ့နော်2ရက်ကြိုပြီးတော့မှာမယ်ဆိုလို့ရှိရင်တော့အရန်ကိုမှလည်းဆက်ချရပါတယ်ကိုကဘယ်ကိတ်တာနဲ့လိုချင်တယ်ဆိုတော့ကိုလည်းပြောခဲ့ရပါတယ်ရှင်ကိမွန်ကတော့နို့ကိတ်တာနဲ့ချောကလက်ကိတ်တာဆိုပြီးတော့ကိတ်တာ2မျိုးရပါတယ်စိတ်ကြိုက်မှာယူအပ်ပေးလို့ရပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်တတ